ကြီးလို့တဲ့ဒီပါနမဘုံကကြီးမားတယ်လို့ပြောတာဗျာဒီပါနမကြီးသူကဘယ်လောက်ကြီးတာလဲမြင့်မို့တောင်တော့ဒီငါတော့တော့ဒီကောင်အမြင့်ကြီးတယ်မြင့်မို့တောင်တော့နော်မြင့်မို့တောင်တော့မြင့်မို့တောင်မကကြလားမှန်ရကြီးမားတယ်အဲ့လိုပြောတာနော်မှန်ရဝိမိဘာခင်ကျေးဇူးရှင်တွေတို့ပြင်တကြဘုန်းနေဘွားကိုဒါလည်းမကောင်းဘူးလေဘိုးဘွားရောကြလားမှန်ရအဖို့စွာသိလားသိပါဘွားဆိုအမေဖေးရမေရောတယ်မေကြီးတဲ့အမေမေအခုအမေအဖေအမေအဖေမင်းတို့အမေအဖေတွေပြောလားအမေအဖေတွေရဲ့အဖေကိုဘာခေါ်တော့ဟုတ်အမေဖေးရဲ့အမေကိုခွာအမေအဲ့ဒါနော်အဖို့ဘွားတို့စီကတော့အမေကြီးပေါ့ကွာနော်တို့ကဘယ်လိုခွာတော့အမေကြီးတဲ့နော်တို့စီကတော့အမေကြီးတဲ့ဘာတဲ့ဟုတ်လားနော်အမေအဖေအဖေကိုဘာခေါ်တာဘုရားတို့ကတော့ဘာတဲ့သူကနော်ဘာလို့ခေါ်လဲအမေဖေးရဲ့အမေကတော့အမေကြီးလို့ခေါ်တယ်ကွာနော်တို့ပါထုံးတာပေါ့ကွာနော်အဲ့တော့အဖေအမေရဲ့ငါတို့အဖေရဲ့အမေအမေရဲ့အမေကိုငါတို့ကအမလို့ခေါ်တာဟုတ်ပါလားငါတို့ကတော့ကိုယ်မွေးတဲ့ဟာကိုတော့မွေးတဲ့အမေကိုတော့တို့ဒီအမလို့ခေါ်တာဟုတ်ကွာနော်ငါတို့ကအမလို့ခေါ်တာဗျာဘယ်လိုကတော့အမတို့မွေးတဲ့နော်မွေးတဲ့ဓမ္မကြီးပေါ့ကွာနော်မွေးတဲ့ဟာကိုတော့တို့ဘယ်လိုခေါ်တော့အမလို့ခေါ်တာအဲ့ဒီငါတို့မွေးတဲ့အမေရဲ့အမေကတော့မှာတော့အမေကြီးခေါ်တာဗျာဟုတ်လားနော်ဟောတော့ဘာပေါ့နော်ဘယ်ကတော့အဖေပေါ့အဖေကြတော့အမေဖေလို့ကြအမအားအဘပေါ့ဟာတော့လေဘာပြောတာတော့နော်ဒီဒါပါတော့ဟုတ်လားဒါပါအကဲသုံးနေတိုင်းတော့အဖေမေရဲ့အဖေကိုအဘပြောအဖိုးတိုင်းပြောအဖိုးလို့ပြောအဖေမေရဲ့အဖေကိုဟောအဖေမေရဲ့အမေကိုခွာအဲ့ဒီအဖိုးဖွားကိုရောတဲ့ဖရာတစုကူတလုံးဆိုသိဝဲတင်နေဘယ်လိုမှမှာတော့ဖရာဒီလုံးဟုတ်လားမြူတတ်စီဆိုတာမြူတာဘာမှမြူရတာတော့သာသမမြူရတာကျန်တာဘယ်မြူရမှာကြလားနော်မိဘဆရာသမားဩဝါဒကြတော့ဘာလို့နှလုံးသားထဲမှာတိတ်တာလို့ပြောတာကြလားအဲကြောင့်ဒီမင်းဒီအပိုက်တက်ကတိသွားပြီလားအားပြောတာလို့မိဘကျေးဇူးဒီကြီးပါတယ်ဒါကြောင့်မိဘဘိုးဘွားတွေကိုဘုရားတစုလုံးလေးကိုမြည်အဲ့ဒါစိတ်ထဲမှာမြဲထားပြီးတော့လူရလားဘုရားသားတွေတွေ့ရမွေးရမယ်ရီဘူးရေးထွက်လာလူရတွေးမွေးပြီးတော့ဘာလို့မွေးရမယ်တွေ့ရမယ်ဒီမလားဒါတွေမကောင်းမိဘဘုရားဆရာသမားတွေကအပြည့်ပြဆုံးမတာတွေဟုတ်တယ်မလားအဲ့ဒီဩဝါဒတွေကိုလည်းမိမိရဲ့နှလုံးသားထဲမှာအမြဲတမ်းအခက်တိတ်တာပြီးအဲ့တိုင်းလိုက်တာကြင်ကြံလို့ပြောတာပါဗျာဘောပါမလားရခဲ့ဟုတ်ပြီကနမနေဆိုအခုဆိုလိုက်တာမဆုံးဘူးလားဆုံးလိုက်ရကဲစကတန်ကိုဖိုင်းစကားနာဖိုင်းရင်ဟောငါသူကြောင့်သူကငါဒီမဲ့ဒီမိုက်ကြောက်လာလို့ငါခေါ်လိုက်